မြန်မာသတင်းတွေနဲ့စရရင်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုဖိလစ်ပိုင်နိုင်ငံစီဘူးမြို့မှာကျင်းပနေပြီးဆွေးနွေးတဲ့အထက်မြန်မာအရေးလည်းပါဝင်ပါတယ်။မြန်မာအရေးအထူးတန်တမန်လည်းဖြစ်လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌဖိလစ်ပိုင်ရဲ့နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Miss Teresa Lazaro ဟာအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့မနေ့ကတီးခြားတွေ့ဆုံပြီးမြန်မာအရေးတိုင်ပင်တဲ့အစည်းအဝေးတစ်ရပ်ကိုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီအစည်းအဝေးမှာအထူးတန်ဟာမြန်မာအရေးဘုံသဘောတူညီချက်9ရက်အထမြောက်အောင်ဆောင်ရွက်နိုင်ဖို့အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့အလွတ်သဘောတိုင်ပင်ဆွေးနွေးခဲ့တယ်လို့သတင်းထုတ်ပြန်ပါတယ်။နိုင်ငံခြားရေးဝန်ကြီးတွေရဲ့အခုတစ်ခေါက်ဆွေးနွေးပွဲကိုမြန်မာစစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနအမြဲတမ်းတွင်းဝင်လည်းတက်ရောက်လျက်ရှိပါတယ်။နောက်မြန်မာသတင်းတစ်ပုဒ်မှာတော့ဇော်လေးနိုင်ဇက်သပင်အဖွဲ့ဟာတောင်ညိုလမ်းပိုင်းအရောက်မှာတိမ်းမှောက်သွားတယ်လို့သူတို့ရဲ့စီလာလိုက်ပါစီးနှင်းလာတဲ့ကားတိတ်မှောက်သွားတယ်လို့သပင်အဖွဲ့ဝင်အဲ့ဒီအတွက်ကြောင့်သပင်အဖွဲ့ဝင်9ယောက်သေဆုံးသွားပါတယ်။မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့နယ်ကတက်ကုန်းမြို့မှာဖျော်ဖြေရေးလုပ်ဖို့အလားအခုလိုဖြစ်ပွားခဲ့တာလို့ကယ်ဆယ်ရေးလှုပ်ဆောင်ခဲ့တဲ့မွန်မြတ်သူလူမှုကူညီရေးအဖွဲ့ကပြောပါတယ်။ဇက်သပင်အဖွဲ့စီးလာတဲ့ကားဟာနေပြည်တော်တောင်တွင်းကြီးလမ်းခွေးကြိုကျေးရွာအရောက်မှာမနေ့ညနေ6နာရီလောက်မှာအရှိန်လွန်ပြီးကြောက်ထဲကိုပြုတ်ကျသွားတာပါ။ထိခိုက်ဒဏ်ရာရသူတွေကိုနေပြည်တော်ဂရင်1000ဆေးရုံကိုပို့ထားရပြီးထိခိုက်သူများပြားနိုင်တယ်လို့မြန်မာနိုင်ငံသပင်အစည်းအရုံးကထုတ်ပြန်ထားပါတယ်။နိုင်ငံတကာသတင်းတွေဘက်မှာတော့တရုတ်သမ္မတရှီကျင်းဖျင်ဟာဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမာကိုလက်ရှိကမ္ဘာအရေးမတည်မငြိမ်ဖြစ်နေတာကြောင့် UK နဲ့တရုတ်ရေရှည်ဗျူဟာမြောက်မိတ်ဆွေအဆင့်တိုးမြင့်မှုအဆင့်သင့်ဖြစ်နေပြီလို့ပြောပါတယ်။မစ္စတာစတာမာတရုတ်နိုင်ငံကို3ရက်ခီးစဉ်အဖြစ်သွားရောက်စဉ်ဘေကျင်းကိုရောက်ခိုက်တရုတ်သမ္မတကအခုလိုပြောလိုက်တာပါ။နှစ်နိုင်ငံဆက်ဆံရေးဟာကောင်းမွန်ခိုင်မာလျက်ရှိတယ်လို့ကီယာစတာမာကဆိုပြီးဗြိတိန်နဲ့တရုတ်ကြားဗီဇာကင်းလွတ်ခွင့်သဘောတူညီချက်ကိုသူ့အရာရှိတွေကကြေညာလိုက်ပြီလို့ဆိုပါတယ်။ဗြိတိန်ကဆေးကုမ္ပဏီကြီး AstraZeneca ဟာတရုတ်မှာနောက်ထပ်ဒေါ်လာ15ဘီလီယံထပ်မံမြှုပ်နှံမယ်လို့လည်းကတိပေးခဲ့ပါတယ်။ထောင်ကျနေတဲ့ဟောင်ကောင်မီဒီယာတထေးကြီးဂျင်မီလိုင်းနဲ့တရုတ်မှာလူနည်းစုမွတ်စလင်ဝိဂါတွေအပေါ်ဆက်ဆံပုံနဲ့အပါအဝင်လူခွင့်ရေးကိစ္စတွေကိုတင်ပြဆွေးနွေးခဲ့တယ်လို့ဆာစတာမာကပြောပါတယ်။တရုတ်လက်ရွေးစင်ဘောလုံးအသင်းဥက္ကဋ္ဌဟောင်းချန်ရူရန်နဲ့နီးပြဟောင်းလီတိုင်းတို့အပါအဝင်ဘောလုံးနဲ့ပတ်သက်သူအယောက်80ကိုတသက်တာပိတ်ပင်တားမြစ်လိုက်ပါတယ်။တရုတ်နိုင်ငံမှာအဂရိလိုက်စားမှုနဲ့လူကျင်တဲ့ရက်လက်ထွက်အောင်လှုပ်ပွဲကစားတာတွေကိုမျိုးစုံအပြစ်ပေးနေရမှာကလပ်အသင်း73သင်းအပြစ်ပေးခံထားရပြီးဖြစ်ပါတယ်။နောက်ထပ်လူ3ယောက်လည်းတရားမဝင်လှုပ်ဆောင်ချက်တွေကြောင့်9နှစ်ပွဲပိတ်ခံထားရတယ်လို့သက်ဆိုင်ရာအရာရှိတွေကပြောပါတယ်။အီရန်နိုင်ငံခြားရေးဝန်ကြီးအာဘတ်စ်အာရခီဟာတူရကီနိုင်ငံခြားရေးဝန်ကြီးဟာကန်ဖီဒန်နဲ့နက်ဖြန်တောက်ကြနေ့မှာတွေ့ဆုံဖို့ရှိပါတယ်။အမေရိကန်နဲ့အီရန်အစိုးရကြားတင်းမာမှုလျှော့ချဖို့အရေးဆွေးနွေးကြမှာဖြစ်ပါတယ်။တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနသတင်းရင်းမြစ်တယောက်ရဲ့ပြောပြချက်အရအီရန်ကိုစစ်ရေးအရာတိုက်ခိုက်မှုတစ်ခုခုရှိလာရင်တစ်ကမ္ဘာလုံးအန္တရာယ်ကြားရောက်နိုင်တယ်လို့အတိုက်ခံတွေကိုမစ္စတာဖီဒန်ကထပ်မံပြောကြားလိုက်မယ်လို့ဆိုပါတယ်။ဒါအပြင်အမေရိကန်သမ္မတထရမ့်ကအီရန်ခေါင်းဆောင်ကိုအပြင်းထန်ဆုံးသတိပေးချက်ထုတ်ပြန်ခဲ့ပြီးတရက်အကြာမှာရုရှားအစိုးရကလည်းဒီကိစ္စညှိနှိုင်းလို့ရနိုင်သေးတယ်လို့ယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။ Amazon ကုမ္ပဏီကအွန်လိုင်းအယောင် Prime Video နဲ့လူသားရင်းမြစ်ဌာနတွေအပါအဝင်ကမ္ဘာတစ်လွှားကဝန်ထမ်းအယောက်16000ကိုအလုံနာတော့မယ်လို့ကြေညာပါတယ်။တကယ်တော့ Amazon ဟာပြီးခဲ့တဲ့အောက်တိုဘာလကအုပ်ချုပ်ရေးဝန်ထမ်းပေါင်းအယောက်14000ကိုအလုပ်ထုတ်ခဲ့ပြီးတဲ့နောက်အခုလိုကြေညာချက်ထပ်မံထွက်ပေါ်လာတာပါ။ Amazon ရဲ့ CEO Andy Jassy ကတော့သူတို့အနေနဲ့ညံရည်တုပိုသုံးလာလို့ဝန်ထမ်းလျှော့ချရတာလို့ဆိုပါတယ်။ Amazon ကုမ္ပဏီဟာကမ္ဘာတစ်လွှားဝန်ထမ်းပေါင်း1,000,000 ခွဲလောက်ခန့်ထားလည်ပတ်နေတာဖြစ်ပါတယ်။အမျိုးသမီးတစ်ယောက်ကိုတိုက်ခိုက်မှုနဲ့ရုရှားအမျိုးသားတစ်ယောက်ကိုလန်ဒန်တရားရုံးတစ်ခုကအပြစ်ထင်ရှားကြောင်းအမိန့်ချမှတ်လိုက်ပါတယ်။ American သမ္မတ Donald Trump ရဲ့အငယ်ဆုံးသား Barron Trump သတင်းပေးမှုနဲ့အခုလိုအပြစ်ပေးအရေးယူခဲ့တာဖြစ်ပါတယ်။လန်ဒန်မှာနေတဲ့အမျိုးသားကအွန်လိုင်းပေါ်ကနေတဆင့်အမျိုးသမီးကိုတိုက်ခိုက်နေတာကိုမျက်မြင်တွေ့ရှိခဲ့ပြီးတဲ့နောက်အသက်19နှစ်အရွယ် Barron Trump ကအမေရိကန်ကနေဗြိတိန်ရဲတွေစီဖုန်းခေါ်အသိပေးခဲ့တယ်လို့တရားခွင်မှာကြားနာခဲ့ပါတယ်။တိုက်ခိုက်ခံရသူအမျိုးသမီးနဲ့တိုက်ခိုက်သူအမျိုးသားတို့စုံတွဲဟာလူမှုကွန်ရက်ပေါ်မှာတွေ့ဆုံသိကျွမ်းခဲ့ကြတာဖြစ်ပါတယ်ရှင်။
BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber တို့မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနားဆင်နိုင်ပါတယ်။ BBC TV အစီအစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပဲနေရာပဲရောက်နေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။ခုတော့သတင်းလွှာတွေအလဲပါ2016-19ခုကရခိုင်မြောက်ပိုင်းမှာစစ်တပ်ကလူမျိုးတုံးတပ်ဖြတ်မှုတွေကျူးလွန်ခဲ့တယ်ဆိုပြီးဂမ်ဘီယာကမြန်မာကိုပြည်ပဆိုင်ရာတရားရုံး ICJ မှာတရားစွဲဆိုထားတဲ့အမှုနဲ့ပတ်သက်လို့နောက်ဆုံးကြားနာမှုတွေကိုဒီနေ့ဇန်နဝါရီ29ရက်မှာဆက်လက်ပြုလုပ်နေပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကတင်သွင်းခဲ့တဲ့ဂမ်ဘီယာနဲ့မြန်မာဘက်ကတပ်တွေဘာတွေထွက်ဆိုခဲ့ကြပါသလဲ။မအေးသူဆန်ကဆက်ပြောပြမှာပါ။ဂမ်ဘီယာဘက်ကတင်သွင်းတဲ့တပ်တွေတဦးက Witness MS offered a harrowing account. မင်းကြီးရွာမှာသူဇနီးသားသမီး6ဦးနဲ့နီးစပ်တဲ့သူ့ဆွေမျိုး56ယောက်တပ်ခံခဲ့ရတယ်လို့ထွက်ဆိုခဲ့ပါတယ်။နောက်ထပ်အမျိုးသမီးတပ်တွေတဦးကလည်းသူခင်မွန်ရောက်ခမနဲ့ကလေးတို့တပ်ဖြတ်ခံခဲ့ရကြောင်းသူအာရမပြုကျင့်ခံခဲ့ရကြောင်းထွက်ဆိုခဲ့ပါတယ်။အဲ့ဒီတပ်တွေ2ဦးရဲ့ထွက်ချက်တွေကခိုင်မာတဲ့တပ်တွေထွက်ချက်တွေဖြစ်တယ်လို့ဂမ်ဘီယာရှေ့နေ Fleet Sands ကနောက်ဆုံးရှောက်လဲချက်မှာပြောထားပါတယ်။ဂမ်ဘီယာနိုင်ငံဘက်ကမြန်မာဟာလူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်တဲ့ရည်ရွယ်ချက်တွေရှိနေတာပေါ်လွင်နေကြောင်းနဲ့တပ်ဖြတ်ခံရသူတွေအတွက်နစ်နာကြေးရော်ကြေးတွေပေးဖို့နိုင်ငံသားဖြစ်ခွင့်ပေးဖို့စတဲ့အချက်တွေကိုလည်းထည့်သွင်းရှောက်လဲခဲ့တာပါ။မြန်မာဘက်ကတော့ရခိုင်ပြည်နယ်မြောက်ပိုင်းကဟိန္ဒူမျိုးသမီးတဦးကိုလူသက်တွေအဖြစ်တင်ခဲ့ပါတယ်။ M1's Hindu community was attacked by around 300, she said, to 400 Bengali. အဲ့ဒီမျိုးသမီးရဲ့မိသားစုဝင်တွေနဲ့ဆွေမျိုးတွေဟာ2018ခုနှစ်တုန်းကအာဆာလက်နက်ကင်တပ်ရဲ့တပ်ဖြတ်မှုခံခဲ့ရတယ်လို့သူကိုယ်တိုင်လည်းဖမ်းဆီးခံခဲ့ရပြီးဘင်္ဂလားဒေ့ရှ်ကဒုက္ခသည်စခန်းကိုရောက်သွားခဲ့တယ်လို့မြန်မာဘက်ကရှေ့နေဒေးဗစ်ဟူပါကမနေ့ဇန်နဝါရီ28ရက်မှာတရားရုံးကိုရှောက်လဲခဲ့ပါတယ်။ဒီနေ့ကြားနာပွဲပြီးတာနဲ့ချက်ချင်းအမိန့်ချအောင်မှမဟုတ်ပဲ ICJ ရဲ့ကျင့်ထုံးတွေအရနှုတ်နဲ့ရှောက်လဲချက်ပေးပြီးတဲ့အခါမှာတရားသူကြီးတွေကဆွေးနွေးတိုင်ပင်တာတွေကိုတီးတန့်ပြုလုပ်ရမှာဖြစ်တယ်လို့ဥပဒေပညာရှင်ရှေ့နေဦးဖိုးဖြူကပြောပါတယ်။လူမျိုးလုံးတပ်ဖြတ်မှုဟာနိုင်ငံတကာရာဇဝတ်မှုမှာတပ်တွေပြရင်အခက်ဆုံးဖြစ်တယ်လူမျိုးလုံးတပ်ဖြတ်ဖို့ဆိုတဲ့ရည်ရွယ်ချက်ရှိတယ်မရှိဘူးတော့ဂမ်ဘီယာဘက်ကနေပြီးတော့တပ်တွေအထူးတလဲပြရမှာဖြစ်တယ်တစ်ဖက်ကလည်းပဲဒီလိုလူမျိုးလုံးတပ်ဖြတ်တယ်ဆိုတဲ့ဆွဲချက်တွေရှိနေတယ်ဒီဘက်ကမြန်မာပြည်ဘက်ကကြပြန်တော့လေဒါအထောက်ထားမဲ့အစီအကံစာတွေပေါ်မှာအခြေခံနေဆိုတဲ့သဘောမျိုးကိုနီးပညာပိုင်းအရာထောက်ပြတာတွေရှိနေတယ်ဒါကြောင့်မလို့တစ်ဖက်နဲ့တင်ပြမှုတွေဟာအင်မတန်ပဲအားပြိုင်နေတဲ့အခြေအနေမျိုးကိုတွေ့ရတယ်ခင်ဗျဒီတစ်ခေါက်ကြားနာမှုမှာစစ်ဆေးချက်တွေအရနှစ်ဖက်ရှေ့နေတွေရဲ့ရှောက်လဲချက်တွေကအကြောင်းပြချက်တွေလည်းခိုင်လုံမှုရှိတာတွေ့ရလို့နိုင်ငံတကာကစိတ်ဝင်စားမှုတွေပိုမြင့်တက်လာနေတယ်လို့ရှေ့နေဦးအောင်ထူးကသုံးသပ်ထားပါတယ်။တခါရှမ်းပြည်မြောက်ပိုင်းကိုကန့်ဒေသရဲ့အချမ်းသာဆုံးမြီမိသားစုအပါအဝင်လူ17ဦးကိုကွပ်မျက်လိုက်ပြီလို့တရုတ်လုံခြုံရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။ online လိမ်လည်မှုအဲ့ဒီလုပ်ငန်းတွေလှုပ်ဆောင်မှုအာရမစိတ်ခိုင်းမှုအပြင်လူသတ်မှုဆွဆွဲချက်တွေနဲ့ပြီးခဲ့တဲ့နှစ်တုန်းကသူတို့ကိုတေတံချထားတာပါ။မြီမိသားစုအပါအဝင်အပေါင်းပါအယောက်40ကို2023တစ်တုံညာနှစ်ခွန်စစ်စင်ရေးကာလအတွင်းစစ်တပ်ကဖမ်းဆီးပြီးတရုတ်အစိုးရစီလွှဲပြောင်းပေးခဲ့တာလည်းဖြစ်ပါတယ်။အပြည့်အစုံကိုမတ်သူစာလင်းကပြောပြပေးမှာပါ။ကိုကန်တထေးကြီးမင်းဆောင်ချမ်းရဲ့သားဖြစ်သူမိကော်ဖျင်နဲ့မြေးဖြစ်သူမင်းကျန်းကျန်းတို့ပါဝင်12ဦးတို့ကိုတေတံကွက်မြက်လိုက်ပြီလို့ဆိုပါတယ်ဒီနေ့မနက်ပိုင်းကွက်မြက်ပြီးတာနဲ့တနအီဝင်းကျင်ကြာမှာသတင်းထုတ်ပြန်တာဖြစ်ပြီးနောက်ဆက်တွဲအသေးစိတ်ကိုတော့မသိရသေးဘူးလို့မိသားစုနဲ့နှိစက်သူတွေထံကသိရပါတယ်။တေတံမကွက်မြက်ခင်ဆွေမျိုးတွေနဲ့တွေ့ခွင့်ပေးခဲ့တယ်လို့တရုတ်အစိုးရမီဒီယာစင်ဟွာသတင်းဌာနမှာဖော်ပြထားပါတယ်။သူတို့ကိုလိမ်လည်မှုနိုင်ငံတကာဆင့်လူသက်မှုမူရစ်မှောင်ခိုခိုးမှုတွေနဲ့ပြီးခဲ့တဲ့2025ခုနှစ်စက်တင်ဘာလကုန်ပိုင်းမှာတရုတ်နိုင်ငံရဲ့ဝမ်ကျိုတရားရုံးကတေတံချမှတ်ခဲ့တာပါ။အဲ့ဒီပြစ်မှုတွေကြောင့်တရုတ်နိုင်ငံသား14ဦးသေဆုံးခဲ့ပြီးလူအများပြားဒဏ်ရာရရှိခဲ့တယ်လို့တရားရုံးရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ကျန်တဲ့ရောက်20ကိုတော့ထောင်ဒဏ်9နှစ်ကနေ24နှစ်အထိချမှတ်ထားသလိုငွေဒဏ်ပိုင်ဆိုင်မှုပစ္စည်းတွေကိုသိမ်းယူတာနဲ့ပြည်နှင်ဒဏ်ပေးတာတွေကိုချမှတ်ထားတယ်လို့လည်းသိရပါတယ်။အခုလိုသေဒဏ်ကွက်မြက်လိုက်တော့ပေါ်တရုတ်မြန်မာရေးလေ့လာသူဒေါက်တာလှကျော်စောပြောတာကကြားဖြန့်လိမ်လည်မှုကလည်းကတိနဲ့ချီတယ်ပြီးတော့လည်းပတ်ထားတာတွေကလည်းမနှဲဘူးလေအဲ့ဒီထဲမှာတရုတ်ပြည်ရဲ့ရဲတွေလည်းပါတယ်တရုတ်က
မင်းတို့နောက်မှာအင်မတန်အင်အားကြီးတဲ့နိုင်ငံကြီးရှိတယ်ဘယ်သူမှအနိုင်မကျေရဘူးတကယ်တော့မင်းတို့မတရားအနိုင်ကျင့်ခံရရင်ငါတို့မရမကပြန်ပြီးတော့ဖြေရှင်းပေးမယ်ဆိုပြီးကြီးညာထားတာပဲဗျအဲ့တော့ तू ကလူကိုတယောက်တိုက်ရင်တယောက်ကကိုယ့်အသက်နဲ့ပြန်ဆရမယ်ပေါ့ဗျာ ကိုကန်ခေါင်းဆောင်ဟောင်းဦးဖုံကြားရှင်ရဲ့တပည့်ဟောင်းလည်းဖြစ်ကြန့်ခိုင်ရေးပါတီရဲ့အမတ်ဟောင်းလည်းဖြစ်တဲ့မစ်ဆောင်ချန်းကတော့တရုတ်ဘက်ကဖမ်းဝရမ်းထုတ်ပြီးဝင်ရောက်ဖမ်းဆီးတဲ့အချိန်မှာသူ့ကိုယ်သူတနက်နဲ့ပြစ်ပြီးအဆုံးစီရင်ခဲ့ပါတယ်။ဒါအပြင်ကိုကန်တထေးမိသားစုတွေကပယ်မိသားစုပါဝင်9ဦးကိုလည်းတရုတ်အာဏာပိုင်တွေကပြီးခဲ့တဲ့နိုဝင်ဘာလမှာတေတံချမှတ်ထားပြီးကြံတဲ့ဝေမိသားစုနဲ့လူယုံမိသားစုတွေကိုလည်းတရားရုံးမှာဆက်လက်စစ်ဆေးနေပါတယ်။ကိုကန်တထေးမိသားစုတွေကိုတေတံကွက်မြက်လိုက်တော့ပေါ်ရှမ်းမြောက်ဒေသခံတို့ပြောတာက ကျွန်တော်တို့တိုင်းရင်းသားအမြင်ကတော့မတင်တော့ဘူးပေါ့ဒါမျိုးလို့တာနိုင်ငံတကာဥပဒေနဲ့လည်းမညီဘူးမလုပ်သင့်ဘူးပေါ့ကောင်းတာကတော့ဒါဒီကျွန်တော်တို့နိုင်ငံရဲ့ဥပဒေတိုင်းပဲသွားသိကျင်တာပေါ့ကျွန်တော်တို့ကတော့ကိုကန်တထေးမိသားစုတွေဟာမြန်မာနိုင်ငံသားအဖြစ်ခံယူထားသလိုတရုတ်နိုင်ငံသားအဖြစ်လည်းခံယူထားတယ်လို့နီးစပ်သူတွေကပြောပါတယ်တရုတ်ဟာပြီးခဲ့တဲ့2013ခုနှစ်မတ်လကလည်းမြန်မာနိုင်ငံသားစိုင်းတော်ခန်းပါဝင်3ဦးကိုဘဲကောင်မြစ်ထဲမှာတရုတ်တင်မောသား73ဦးကိုတပ်ဖြတ်ခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်တွေနဲ့တေတံချပြီးကွပ်မျက်ခဲ့ပါသေးတယ်ရှင်အခုတော့ကျောင်းနေမှာကျောင်းသားအချင်းချင်းအနိုင်ကျင့်နှိပ်စက်မှုတွေကိုမတ်တာယာကစူးစီးပြောပြပေးမှာပါဇန်နဝါရီ29ရက်နေ့ကရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်မှာရှိတဲ့အထက်တန်းကျောင်းတစ်ခုမှာအသက်12နှစ်နဲ့13နှစ်အရွယ်ကျောင်းသားတွေအချင်းချင်းခိုက်ရန်ဖြစ်ပွားရာကနေတဦးသေဆုံးခဲ့ပါတယ်။အခုလာတဲ့မှာပဲမိထီလာမြို့နယ်မှာအလဲတန်းကျောင်းသားအချင်းချင်းခိုက်ရန်ဖြစ်ပွားခြင်းဓားပါလာတာကြောင့်ကျောင်းသားတဦးသေဆုံးခဲ့တယ်လို့စစ်တပ်ထောက်ခံတဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာဖော်ပြထားကြပါတယ်။ပြီးခဲ့တဲ့နှစ်ကလည်းမန္တလေးတိုင်းပလိတ်မြို့မှာစာသင်ခန်းအထိဝင်ပြီးတပ်အမေကြီးပါကြီးဆိုတဲ့အကြောင်းမှာကလေးတွေနေတိုင်းထုတ်တာအဖြစ်မှုမျိုးစုံတို့ဒီမှာတော့ပူပြင်းဖြစ်လာအောင်တော့မဖြစ်ဘူးဆီယနာသိမ်းပြီးရဲ့နောက်အခြေခံပညာကျောင်းတွေမှာကျောင်းတွင်းအကျဉ်းဖတ်မှုတွေပိုများလာပြီးမှုခင်းဆိုင်ရာကိစ္စတွေအထိဖြစ်တာလစဉ်ဆယ်မှုထက်မနည်းရှိတယ်လို့တရားလွှတ်တော်ရှိနေတဲ့ဦးကပြောပါတယ်ဒီလိုကျောင်းတွင်းအကျဉ်းဖတ်မှုတွေကိုထိမ့်သိမ်းနိုင်ဖို့ဘာတွေလိုအပ်နေလဲပညာရေးအတိုင်းဝိုင်းကဒေါက်တာဝီယန်လင်းပြောတာကကျွမ်းကျင်တဲ့ဆရာမတွေပညာရှင်တွေမရှိနေတာတစ်ဖက်ကျောင်းသူကျောင်းသားတွေကလည်းမဖြစ်မနေပညာရေးလိုအပ်ချက်ကရှိနေတာကြီးကျောင်းတွေနဲ့ကတော့ဒီလိုပါတွေကတော့ဆက်ပြီးတော့ရှိနေမှာဒါအခြေခံရှိတဲ့ဒီအာဏာရှင်တွေအခြေအနေထက်တော့ပိုဆိုးတယ်မျက်နှာများရာအင်းသက်ပါအခြေအနေထက်တော့ပိုပြီးတော့ပြည်သူမျက်နှာမပြုတော့ဘူးဖြစ်ချင်အဖြစ်ပုံစံမျိုးအရေးကြီးမှုပိုင်းမှာရောစာတင်ကျောင်းအတွင်ခိုက်ရံမဖြစ်ဖို့နဲ့ကျောင်းထဲမှာဘေးရန်နေကင်းဖို့ဆရာမတွေပါဝင်တဲ့ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေကတာဝန်ယူရတာပါဒါပေမဲ့အဲ့ဒီထက်ပိုဆိုးလာတဲ့ထိခိုက်ဒေဆုံးမှုတွေကိုတော့ကျောင်းဘက်ကနေရဲစခန်းဘက်ကိုအပ်ရတာတွေရှိတယ်လို့ပညာရေးအတိုင်းဝိုင်းကပြောပါတယ်လူငယ်တွေကျောင်းတွင်ရောလူမှုမဝင်ခြင်းမှာပါခိုက်ရံမဖြစ်ဖို့နဲ့ကိုချင်းစာတက်အောင်လေ့ကျင့်သင်ယူဖို့ကမိဘဆရာသမားတွေအပြင်တိုင်းပြည်အုပ်ချုပ်သူတွေမှာပါတာဝန်ရှိတယ်လို့ပညာရေးအတိုင်းဝိုင်းကထောက်ပြနေပါတယ်ရှင်မတ်တာယာစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်ဂျာသာပရိညာခင် BBC မြန်မာပိုင်းရေဒီယိုအစီအစဉ်တွေကိုတင်ဆက်ပေးခဲ့တာပါ BBC ကထုတ်လွှင့်ပေးနေတဲ့သတင်းတွေကို online ပေါ်ကနေဖတ်ရှုနားဆင်ခြင်းရင် bbcburmese.com ဆိုတဲ့ internet စာမျက်နှာမှာတွားရောက်ဖတ်ရှုနားဆင်နိုင်ပါတယ် BBC စီစဉ်တွေကိုနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်သောတာရှင်အပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်မင်္ဂလာညချမ်းပါရှင်ဇန်နဝါရီ29ရက်ကြာသပတေးညခင် BBC မြန်မာပိုင်းရေဒီယိုအစီအစဉ်တွေကိုလန်ဒန်ကနေတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။အပြည်ပြည်ဆိုင်ရာတရားရုံးမှာရိုဟင်ဂျာအရေးဆိုင်ရာကြားနာမှုအခြေအနေကဒါကြောင့်မလို့တစ်ဖက်နဲ့တင်ပြမှုတွေကအင်မတန်ပဲအားပြိုင်နေတဲ့အခြေအနေမျိုးကိုတွေ့ရတယ်ခင်ဗျ။ကိုကန်းကအချမ်းသာဆုံးညီမိသားစုဝင်တွေကိုတရုတ်ကတေတံစီရင်တာနဲ့ပတ်သက်လို့ကျွန်တော်တို့တိုင်းရင်းသားအမြင်ကတော့မတင်တော့ဘူးပေါ့ဒါမျိုးလို့တာနိုင်ငံတကာဥပဒေနဲ့လည်းမညီဘူးမလုပ်သင့်ဘူးပေါ့ဒီကျွန်တော်တို့နိုင်ငံရဲ့ဥပဒေတိုင်းပဲသွားသိကျင်တာပေါ့ကျွန်တော်တို့ကတော့ဒီအကြောင်းနဲ့တူနိုင်ငံတကာသတင်းတွေနားဆင်ရဖို့ရှိပါတယ်ကျမစန္ဒာဝင်းပါရှင်
မြန်မာသတင်းတွေနဲ့စရရင်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုဖိလစ်ပိုင်နိုင်ငံစီဘူးမြို့မှာကျင်းပနေပြီးဆွေးနွေးတဲ့အထက်မြန်မာအရေးလည်းပါဝင်ပါတယ်။မြန်မာအရေးအထူးတန်တမန်လည်းဖြစ်လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌဖိလစ်ပိုင်ရဲ့နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Miss Teresa Lazaro ဟာအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့မနေ့ကတီးခြားတွေ့ဆုံပြီးမြန်မာအရေးတိုင်ပင်တဲ့အစည်းအဝေးတစ်ရပ်ကိုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီအစည်းအဝေးမှာအထူးတန်ဟာမြန်မာအရေးဘုံသဘောတူညီချက်9ရက်အထမြောက်အောင်ဆောင်ရွက်နိုင်ဖို့အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့အလွတ်သဘောတိုင်ပင်ဆွေးနွေးခဲ့တယ်လို့သတင်းထုတ်ပြန်ပါတယ်။နိုင်ငံခြားရေးဝန်ကြီးတွေရဲ့အခုတစ်ခေါက်ဆွေးနွေးပွဲကိုမြန်မာစစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနအမြဲတမ်းတွင်းဝင်လည်းတက်ရောက်လျက်ရှိပါတယ်။နောက်မြန်မာသတင်းတစ်ပုဒ်မှာတော့ဇော်လေးနိုင်ဇက်သပင်အဖွဲ့ဟာတောင်ညိုလမ်းပိုင်းအရောက်မှာတိမ့်မှောက်သွားတယ်လို့သူတို့ရဲ့စီလာလိုက်ပါစီးနှင်းလာတဲ့ကားတိတ်မှောက်သွားတယ်လို့သပင်အဖွဲ့ဝင်အဲ့ဒီအတွက်ကြောင့်သပင်အဖွဲ့ဝင်9ယောက်သေဆုံးသွားပါတယ်။မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့နယ်ကတက်ကုန်းမြို့မှာဖျော်ဖြေရေးလုပ်ဖို့အလားအခုလိုဖြစ်ပွားခဲ့တာလို့ကယ်ဆယ်ရေးလှုပ်ဆောင်ခဲ့တဲ့မွန်မြတ်သူလူမှုကူညီရေးအဖွဲ့ကပြောပါတယ်။ဇက်သပင်အဖွဲ့စီးလာတဲ့ကားဟာနေပြည်တော်တောင်တွင်းကြီးလမ်းခွေးကြိုကျေးရွာအရောက်မှာမနေ့ညနေ6နာရီလောက်မှာအရှိန်လွန်ပြီးကြောက်ထဲကိုပြုတ်ကျသွားတာပါ။ထိခိုက်ဒဏ်ရာရသူတွေကိုနေပြည်တော်ဂရင်1000ဆေးရုံကိုပို့ထားရပြီးထိခိုက်သူများပြားနိုင်တယ်လို့မြန်မာနိုင်ငံသပင်အစည်းအရုံးကထုတ်ပြန်ထားပါတယ်။နိုင်ငံတကာသတင်းတွေဘက်မှာတော့တရုတ်သမ္မတရှီကျင်းဖျင်ဟာဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမာကိုလက်ရှိကမ္ဘာအရေးမတည်မငြိမ်ဖြစ်နေတာကြောင့် UK နဲ့တရုတ်ရေရှည်ဗျူဟာမြောက်မိတ်ဆွေအဆင့်တိုးမြင့်မှုအဆင့်သင့်ဖြစ်နေပြီလို့ပြောပါတယ်။မစ္စတာစတာမာတရုတ်နိုင်ငံကို3ရက်ခီးစဉ်အဖြစ်သွားရောက်စဉ်ဘေကျင်းကိုရောက်ခိုက်တရုတ်သမ္မတကအခုလိုပြောလိုက်တာပါ။နှစ်နိုင်ငံဆက်ဆံရေးဟာကောင်းမွန်ခိုင်မာလျက်ရှိတယ်လို့ကီယာစတာမာကဆိုပြီးဗြိတိန်နဲ့တရုတ်ကြားဗီဇာကင်းလွတ်ခွင့်သဘောတူညီချက်ကိုသူ့အရာရှိတွေကကြေညာလိုက်ပြီလို့ဆိုပါတယ်။ဗြိတိန်ကဆေးကုမ္ပဏီကြီး AstraZeneca ဟာတရုတ်မှာနောက်ထပ်ဒေါ်လာ15ဘီလီယံထပ်မံမြှုပ်နှံမယ်လို့လည်းကြေညာပေးခဲ့ပါတယ်။ထောင်ကျနေတဲ့ဟောင်ကောင်မီဒီယာတထေးကြီးဂျင်မီလိုင်းနဲ့တရုတ်မှာလူနည်းစုမွတ်စလင်ဝိဂါတွေအပေါ်ဆက်ဆံပုံနဲ့အပါအဝင်လူခွင့်ရေးကိစ္စတွေကိုတင်ပြဆွေးနွေးခဲ့တယ်လို့ဆာစတာမာကပြောပါတယ်။တရုတ်လက်ရွေးစင်ဘောလုံးအသင်းဥက္ကဋ္ဌဟောင်းချန်ရူရန်နဲ့နီးပြဟောင်းလီတိုင်းတို့အပါအဝင်ဘောလုံးနဲ့ပတ်သက်သူအယောက်80ကိုတသက်တာပိတ်ပင်တားမြစ်လိုက်ပါတယ်တရုတ်နိုင်ငံမှာအဂရိလိုက်စားမှုနဲ့လူကျင်တဲ့ရက်လက်ထွက်အောင်လှုပ်ပွဲကစားတာတွေကိုမျိုးစုံအပြစ်ပေးနေရမှာကလပ်အသင်း73သင်းအပြစ်ပေးခံထားရပြီးဖြစ်ပါတယ်နောက်ထပ်လူ3ယောက်လည်းတရားမဝင်လှုပ်ဆောင်ချက်တွေကြောင့်9နှစ်ပွဲပိတ်ခံထားရတယ်လို့သက်ဆိုင်ရာအရာရှိတွေကပြောပါတယ်အီရန်နိုင်ငံသားရေးဝန်ကြီးအာဘတ်စ်အာရခီဟာတူရကီနိုင်ငံခြားရေးဝန်ကြီးဟာကန်ဖီဒန်နဲ့နက်ဖြန်တောက်ကြနေ့မှာတွေ့ဆုံဖို့ရှိပါတယ်။အမေရိကန်နဲ့အီရန်အစိုးရကြားတင်းမာမှုလျှော့ချဖို့အရေးဆွေးနွေးကြမှာဖြစ်ပါတယ်။တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနသတင်းရင်းမြစ်တယောက်ရဲ့ပြောပြချက်အရအီရန်ကိုစစ်ရေးအရာတိုက်ခိုက်မှုတစ်ခုခုရှိလာရင်တကမ္ဘာလုံးအန္တရာယ်ကြားရောက်နိုင်တယ်လို့အတိုက်ခံတွေကိုမစ္စတာဖီဒန်ကထပ်မံပြောကြားလိုက်မယ်လို့ဆိုပါတယ်။ဒါအပြင်အမေရိကန်သမ္မတထရမ့်ကအီရန်ခေါင်းဆောင်ကိုအပြင်းထန်ဆုံးသတိပေးချက်ထုတ်ပြန်ခဲ့ပြီးတရက်အကြာမှာရုရှားအစိုးရကလည်းဒီကိစ္စညှိနှိုင်းလို့ရနိုင်သေးတယ်လို့ယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။ Amazon ကုမ္ပဏီကအွန်လိုင်းအယောင် Prime Video နဲ့လူသားရင်းမြစ်ဌာနတွေအပါအဝင်ကမ္ဘာတစ်လွှားကဝန်ထမ်းအယောက်16000ကိုအလုံနာတော့မယ်လို့ကြေညာပါတယ်။တကယ်တော့ Amazon ဟာပြီးခဲ့တဲ့အောက်တိုဘာလကအုပ်ချုပ်ရေးဝန်ထမ်းပေါင်းအယောက်14000ကိုအလုပ်ထုတ်ခဲ့ပြီးတဲ့နောက်အခုလိုကြေညာချက်ထပ်မံထွက်ပေါ်လာတာပါ။ Amazon ရဲ့ CEO Andy Jassy ကတော့သူတို့အနေနဲ့ညံရည်တုပိုသုံးလာလို့ဝန်ထမ်းရှော့ချရတာလို့ဆိုပါတယ်။ Amazon ကုမ္ပဏီဟာကမ္ဘာတစ်လွှားဝန်ထမ်းပေါင်း1,000,000 ခွဲလောက်ခန့်ထားလည်ပတ်နေတာဖြစ်ပါတယ်။အမျိုးသမီးတစ်ယောက်ကိုတိုက်ခိုက်မှုနဲ့ရုရှားအမျိုးသားတစ်ယောက်ကိုလန်ဒန်တရားရုံးတစ်ခုကအပြစ်ထင်ရှားကြောင်းအမိန့်ချမှတ်လိုက်ပါတယ်။ American သမ္မတ Donald Trump ရဲ့အငယ်ဆုံးသား Barron Trump သတင်းပေးမှုနဲ့အခုလိုအပြစ်ပေးအရေးယူခဲ့တာဖြစ်ပါတယ်။လန်ဒန်မှာနေတဲ့အမျိုးသားကအွန်လိုင်းပေါ်ကနေတဆင့်အမျိုးသမီးကိုတိုက်ခိုက်နေတာကိုမျက်မြင်တွေ့ရှိခဲ့ပြီးတဲ့နောက်အသက်19နှစ်အရွယ် Barron Trump ကအမေရိကန်ကနေဗြိတိန်ရဲတွေစီဖုန်းခေါ်အသိပေးခဲ့တယ်လို့တရားခွင်မှာကြားနာခဲ့ပါတယ်။တိုက်ခိုက်ခံရသူအမျိုးသမီးနဲ့တိုက်ခိုက်သူအမျိုးသားတို့စုံတွဲဟာလူမှုကွန်ရက်ပေါ်မှာတွေ့ဆုံတည်ကျွမ်းခဲ့ကြတာဖြစ်ပါတယ်ရှင်။
BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကဘဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber တို့မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနားဆင်နိုင်ပါတယ်။ BBC TV အစီအစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပဲနေရာပဲရောက်နေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။ခုတော့သတင်းလွှာတွေအလဲပါ2016-19တုန်းကရခိုင်မြောက်ပိုင်းမှာစစ်တပ်ကလူမျိုးတုံးတပ်ဖြတ်မှုတွေကျူးလွန်ခဲ့တယ်ဆိုပြီးဂမ်ဘီယာကမြန်မာကိုအပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာတရားစွဲဆိုထားတဲ့အမှုနဲ့ပတ်သက်လို့နောက်ဆုံးကြားနာမှုတွေကိုဒီနေ့ဇန်နဝါရီ29ရက်မှာဆက်လက်ပြုလုပ်နေပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကတင်သွင်းခဲ့တဲ့ဂမ်ဘီယာနဲ့မြန်မာဘက်ကတပ်တွေဘာတွေထွက်ဆိုခဲ့ကြပါသလဲ။မအေးသူဆန်ကဆက်ပြောပြမှာပါ။ဂမ်ဘီယာဘက်ကတင်သွင်းတဲ့တပ်တွေတဦးက Witness MS offered a harrowing account. မင်းကြီးရွာမှာသူဇနီးသားသမီး6ဦးနဲ့နီးစပ်တဲ့သူ့ဆွေမျိုး56ယောက်တပ်ခံခဲ့ရတယ်လို့ထွက်ဆိုခဲ့ပါတယ်။နောက်ထပ်အမျိုးသမီးတပ်တွေတဦးကလည်းသူခင်မွန်ရခမနဲ့ကလေးတို့တပ်ဖြတ်ခံခဲ့ရကြောင်းသူအာရမပြုကျင့်ခံခဲ့ရကြောင်းထွက်ဆိုခဲ့ပါတယ်။အဲ့ဒီတပ်တွေ2ဦးရဲ့ထွက်ချက်တွေကခိုင်မာတဲ့တပ်တွေထွက်ချက်တွေဖြစ်တယ်လို့ဂမ်ဘီယာရှေ့နေ Fleet Sands ကနောက်ဆုံးရှောက်လဲချက်မှာပြောထားပါတယ်။ဂမ်ဘီယာနိုင်ငံဘက်ကမြန်မာဟာလူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်တဲ့ရည်ရွယ်ချက်တွေရှိနေတာပေါ်လွင်နေကြောင်းနဲ့တပ်ဖြတ်ခံရသူတွေအတွက်နစ်နာကြေးရော်ကြေးတွေပေးဖို့နိုင်ငံသားဖြစ်ခွင့်ပေးဖို့စတဲ့အချက်တွေကိုလည်းထည့်သွင်းရှောက်လဲခဲ့တာပါ။မြန်မာဘက်ကတော့ရခိုင်ပြည်နယ်မြောက်ပိုင်းကဟိန္ဒူမျိုးသမီးတဦးကိုလူသက်တွေအဖြစ်တင်ခဲ့ပါတယ်။ M1's Hindu community was attacked by around 300, she said, to 400 Bengali. အဲ့ဒီမျိုးသမီးရဲ့မိသားစုဝင်တွေနဲ့ဆွေမျိုးတွေဟာ2018ခုနှစ်တုန်းကအာဆာလက်နက်ကင်တပ်ရဲ့တပ်ဖြတ်မှုခံခဲ့ရတယ်လို့သူကိုယ်တိုင်လည်းဖမ်းဆီးခံခဲ့ရပြီးဘင်္ဂလားဒေ့ရှ်ကဒုက္ခသည်စခန်းကိုရောက်သွားခဲ့တယ်လို့မြန်မာဘက်ကရှေ့နေဒေးဗစ်ဟူပါကမနေ့ဇန်နဝါရီ28ရက်မှာတရားရုံးကိုရှောက်လဲခဲ့ပါတယ်။ဒီနေ့ကြားနာပွဲပြီးတာနဲ့ချက်ချင်းအမိန့်ချအောင်မှမဟုတ်ပဲ ICJ ရဲ့ကျင့်ထုံးတွေအရနှုတ်နဲ့ရှောက်လဲချက်ပေးပြီးတဲ့အခါမှာတရားသူကြီးတွေကဆွေးနွေးတိုင်ပင်တာတွေကိုတီးတန့်ပြုလုပ်ရမှာဖြစ်တယ်လို့ဥပဒေပညာရှင်ရှေ့နေဦးဖိုးဖြူကပြောပါတယ်။လူမျိုးတုံးတပ်ဖြတ်မှုဟာနိုင်ငံတကာရာဇဝတ်မှုမှာတပ်တွေပြရင်အခက်ဆုံးဖြစ်တယ်လူမျိုးတုံးတပ်ဖြတ်ဖို့ဆိုတဲ့ရည်ရွယ်ချက်ရှိတယ်မရှိဘူးဆိုတော့ဂမ်ဘီယာဘက်ကနေပြီးတော့တပ်တွေအထူးတလဲပြရမှာဖြစ်တယ်တစ်ဖက်ကလည်းပဲဒီလိုလူမျိုးတုံးတပ်ဖြတ်တယ်ဆိုတဲ့ဆွဲချက်တွေရှိနေတယ်ဒီဘက်ကမြန်မာပြည်ဘက်ကကြပြန်တော့လေဒါအထောက်ထားမဲ့အစီအကံစားတွေပေါ်မှာအခြေခံနေဆိုတဲ့သဘောမျိုးကိုနီးပညာပိုင်းအရာထောက်ပြတာတွေရှိနေတယ်ဒါကြောင့်မလို့တစ်ဖက်နဲ့တင်ပြမှုတွေဟာအင်မတန်ပဲအားပြိုင်နေတဲ့အခြေအနေမျိုးကိုတွေ့ရတယ်ခင်ဗျဒီတစ်ခေါက်ကြားနာမှုမှာစစ်ဆေးချက်တွေအရနှစ်ဖက်ရှိနေတွေရဲ့ရှောက်လဲချက်တွေကအကြောင်းပြချက်တွေလည်းခိုင်လုံမှုရှိတာတွေ့ရလို့နိုင်ငံတကာကစိတ်ဝင်စားမှုတွေပိုမြင့်တက်လာနေတယ်လို့ရှေ့နေဦးအောင်ထူးကသုံးသပ်ထားပါတယ်တခါရှမ်းပြည်မြောက်ပိုင်းကိုကန့်ဒေသရဲ့အချမ်းသာဆုံးမြီမိသားစုအပါအဝင်လူ17ဦးကိုကွပ်မျက်လိုက်ပြီလို့တရုတ်လုံခြုံရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။အွန်လိုင်းလိမ်လည်မှုအဲ့ဒီလုပ်ငန်းတွေလှုပ်ဆောင်မှုအာရမစစ်ခိုင်းမှုအပြင်လူသတ်မှုဆွဆွဲချက်တွေနဲ့ပြီးခဲ့တဲ့နှစ်တုန်းကသူတို့ကိုတေတံချထားတာပါ။မြီမိသားစုအပါအဝင်အပေါင်းပါအယောက်40ကို2023တစ်တုံညာနှစ်ခွန်စစ်စင်ရေးကာလအတွင်းစစ်တပ်ကဖမ်းဆီးပြီးတရုတ်အစိုးရစီလွှဲပြောင်းပေးခဲ့တာလည်းဖြစ်ပါတယ်။အပြည့်အစုံကိုမတ်သူဇာလင်းကပြောပြပေးမှာပါ။ကိုကန်တထေးကြီးမင်းဆောင်ချမ်းရဲ့သားဖြစ်သူမိကော်ဖင်နဲ့မြေးဖြစ်သူမင်းကျန်းကျန်းတို့ပါဝင်12ဦးတို့ကိုတေတံကွက်မြက်လိုက်ပြီလို့ဆိုပါတယ်ဒီနေ့မနက်ပိုင်းကွက်မြက်ပြီးတာနဲ့တနအီဝင်းကျင်ကြာမှာသတင်းထုတ်ပြန်တာဖြစ်ပြီးနောက်ဆက်တွဲအသေးစိတ်ကိုတော့မသိရသေးဘူးလို့မိသားစုနဲ့နှိစက်သူတွေခံကသိရပါတယ်။တေတံမကွက်မြက်ခင်ဆွေမျိုးတွေနဲ့တွေ့ခွင့်ပေးခဲ့တယ်လို့တရုတ်အစိုးရမီဒီယာစင်ဟွာသတင်းဌာနမှာဖော်ပြထားပါတယ်။သူတို့ကိုလိမ်လည်မှုနိုင်ငံတကာစစ်လူသက်မှုမူရစ်မှောင်ခိုခိုးမှုတွေနဲ့ပြီးခဲ့တဲ့2025ခုနှစ်စက်တင်ဘာလကုန်ပိုင်းမှာတရုတ်နိုင်ငံရဲ့ဝမ်ဂျိုတရားရုံးကတေတံချမှတ်ခဲ့တာပါ။အဲ့ဒီပြစ်မှုတွေကြောင့်တရုတ်နိုင်ငံသား14ဦးသေဆုံးခဲ့ပြီးလူအများပြားဒဏ်ရာရရှိခဲ့တယ်လို့တရားရုံးရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ကျန်တဲ့ရောက်20ကိုတော့ထောင်ဒဏ်9နှစ်ကနေ24နှစ်အထိချမှတ်ထားသလိုငွေဒဏ်ပိုင်ဆိုင်မှုပစ္စည်းတွေကိုသိမ်းယူတာနဲ့ပြည်နှင်ဒဏ်ပေးတာတွေကိုချမှတ်ထားတယ်လို့လည်းသိရပါတယ်။အခုလိုတေတံကွက်မြက်လိုက်တော့ပေါ်တရုတ်မြန်မာရေးလေ့လာသူဒေါက်တာလှကျော်စောပြောတာကကြားဖြန့်လိမ်လည်မှုကလည်းကတိနဲ့ချီတယ်လေပြီးတော့လည်းပတ်ထားတာတွေကလည်းမနှဲဘူးလေအဲ့ဒီထဲမှာတရုတ်ပြည်ရဲ့ရဲတွေလည်းပါတယ်တရုတ်က
မင်းတို့နောက်မှာအင်မတန်အင်အားကြီးတဲ့နိုင်ငံကြီးရှိတယ်ဘယ်သူမှအနိုင်မကျဲရဘူးတကယ်တော့မင်းတို့မတရားအနိုင်ကျင့်ခံရရင်ငါတို့မရမကပြန်ပြီးတော့ဖြည့်ရှင်းပေးမယ်ဆိုပြီးကြီးညာထားတာပဲဗျအဲ့တော့ तू ကလူကိုတယောက်တိုင်ရင်တယောက်ကကိုယ့်အသက်နဲ့ပြန်ဆရမယ်ပေါ့ဗျာ ကိုကန်ခေါင်းဆောင်ဟောင်းဦးဖုံကြားရှင်ရဲ့တပည့်ဟောင်းလည်းဖြစ်ကြန့်ခိုင်ရေးပါတီရဲ့အမတ်ဟောင်းလည်းဖြစ်တဲ့မစ်ဆောင်ချန်းကတော့တရုတ်ဘက်ကဖမ်းဝရမ်းထုတ်ပြီးဝင်ရောက်ဖမ်းဆီးတဲ့ချိန်မှာသူ့ကိုယ်သူတနက်နဲ့ပြစ်ပြီးအဆုံးစီရင်ခဲ့ပါတယ်။ဒါအပြင်ကိုကန်တထေးမိသားစုတွေကပယ်မိသားစုပါဝင်9ဦးကိုလည်းတရုတ်အာဏာပိုင်တွေကပြီးခဲ့တဲ့နိုဝင်ဘာလမှာတေတံချမှတ်ထားပြီးကြံတဲ့ဝေမိသားစုနဲ့လူယုံမိသားစုတွေကိုလည်းတရားရုံးမှာဆက်လက်စစ်ဆေးနေပါတယ်။ကိုကန်တထေးမိသားစုတွေကိုတေတံကွက်မြက်လိုက်တော့ပေါ်ရှမ်းမြောက်ဒေသခံတို့ပြောတာက ကျွန်တော်တို့တိုင်းရင်းသားအမြင်ကတော့မတင်တော့ဘူးပေါ့ဒါမျိုးလို့တာနိုင်ငံတကာဥပဒေနဲ့လည်းမညီဘူးမလုပ်သင့်ဘူးပေါ့ကောင်းတာကတော့ဒါဒီကျွန်တော်တို့နိုင်ငံရဲ့ဥပဒေတိုင်းပဲသွားသိကျင်တာပေါ့ကျွန်တော်တို့ကတော့ ကိုကန်တထေးမိသားစုတွေဟာမြန်မာနိုင်ငံသားအဖြစ်ခံယူထားသလိုတရုတ်နိုင်ငံသားအဖြစ်လည်းခံယူထားတယ်လို့နီးစပ်သူတွေကပြောပါတယ်တရုတ်ဟာပြီးခဲ့တဲ့2013ခုနှစ်မတ်လကလည်းမြန်မာနိုင်ငံသားစိုင်းတော်ခမ်းပါဝင်3ဦးကိုမဲခေါင်မြစ်ထဲမှာတရုတ်တင်မောသား73ဦးကိုတပ်ဖြတ်ခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်တွေနဲ့တေတံချပြီးကွပ်မျက်ခဲ့ပါသေးတယ်ရှင်အခုတော့ကျောင်းနေမှာကျောင်းသားအချင်းချင်းအနိုင်ကျင့်နှိပ်စက်မှုတွေကိုမတ်တာယာကစူးစီးပြောပြပေးမှာပါဇန်နဝါရီ29ရက်နေ့ကရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်မှာရှိတဲ့အထက်တန်းကျောင်းတစ်ခုမှာအသက်12နှစ်နဲ့13နှစ်အရွယ်ကျောင်းသားတွေအချင်းချင်းခိုက်ရန်ဖြစ်ပွားရာကနေတဦးသေဆုံးခဲ့ပါတယ်။အခုလာတဲ့မှာပဲမိထီလာမြို့နယ်မှာအလဲတန်းကျောင်းသားအချင်းချင်းခိုက်ရန်ဖြစ်ပွားခြင်းဓားပါလာတာကြောင့်ကျောင်းသားတဦးသေဆုံးခဲ့တယ်လို့စစ်တပ်ထောက်ခံတဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာဖော်ပြထားကြပါတယ်။ပြီးခဲ့တဲ့နှစ်ကလည်းမန္တလေးတိုင်းပလိတ်မြို့မှာစာသင်ခန်းအထိဝင်ပြီးကိုတပ်အမေကြည့်ရပါကြီးဆိုရင်အကြောင်းပါကလေးတွေနေတိုင်းထုတ်တာအဖြစ်မှုမျိုးစုံတို့ဒီမှာတော့ပုံပြဖြစ်လာအောင်တော့မဖြစ်ဘူးဆီအာနာသိမ်းပြီးရဲ့နောက်အခြေခံပညာကျောင်းတွေမှာကျောင်းတွင်အကျဉ်းဖတ်မှုတွေပိုများလာပြီးမှုခင်းဆိုင်ရာကိစ္စတွေအထိဖြစ်တာလစဉ်ဆယ်မှုထက်မနည်းရှိတယ်လို့တရားလွှတ်တော်ရှိနေတဲ့ဦးကပြောပါတယ်ဒီလိုကျောင်းတွင်အကျဉ်းဖတ်မှုတွေကိုထိမ့်သိမ်းနိုင်ဖို့ဘာတွေလိုအပ်နေလဲပညာရေးအတိုင်းဝိုင်းကဒေါက်တာဝီယန်လင်းပြောတာကကျွမ်းကျင်တဲ့ဆရာမတွေပညာရှင်တွေမရှိသေးတာတစ်ဖက်ကျောင်းသူကျောင်းသားတွေကလည်းမဖြစ်မနေပညာရေးလိုအပ်ချက်ကရှိနေတာလေကျောင်းတွေနဲ့ကတော့ဒီလိုပါတွေကတော့ဆက်ပြီးတော့ရှိနေပါဒါအခြေခံရှိတဲ့အာဏာရှင်တွေအခြေအနေထက်တော့ပိုဆိုးတယ်မျက်နှာများရအင်ကပါအခြေအနေထက်တော့ပိုပြီးတော့ပြည်သူမျက်နှာမပြုတော့ဘူးဖြစ်ချင်အဖြစ်ပုံစံမျိုးအရေးကြီးမှုပိုင်းမှာရောစာတင်ကျောင်းအတွင်ခိုက်ရံမဖြစ်ဖို့နဲ့ကျောင်းထဲမှာဘေးရန်နေကင်းဖို့ဆရာမတွေပါဝင်တဲ့ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေကတာဝန်ယူရတာပါဒါပေမဲ့အဲ့ဒီထက်ပိုဆိုးလာတဲ့ထိခိုက်ဒေဆုံးမှုတွေကိုတော့ကျောင်းဘက်ကနေရဲစခန်းဘက်ကိုအပ်ရတာတွေရှိတယ်လို့ပညာရေးအတိုင်းဝိုင်းကပြောပါတယ်လူငယ်တွေကျောင်းတွင်ရောလူမှုမဝင်ခြင်းမှာပါခိုက်ရံမဖြစ်ဖို့နဲ့ကိုချင်းစာတက်အောင်လေ့ကျင့်သင်ယူဖို့ကမိဘဆရာသမားတွေအပြင်တိုင်းပြည်အုပ်ချုပ်သူတွေမှာပါတာဝန်ရှိတယ်လို့ပညာရေးအတိုင်းဝိုင်းကထောက်ပြနေပါတယ်ရှင်မတ်တာယာစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်ဂျာသာပရိညာခင် BBC မြန်မာပိုင်းရေဒီယိုအစီအစဉ်တွေကိုတင်ဆက်ပေးခဲ့တာပါ